မေးတယ်ဘာမေးလဲဆိုတော့ခရစ်တော်အဘယ်ရက်မှာဖွားမြင်နိုင်လဲဆိုပြီးတော့မေးမြန်းတော်တယ်ဒါကြောင့်ယေရှုခရစ်တော်ကလူလောကကိုဝေဖွားလာခဲ့တာသင်ရှားပြီးဖြစ်ပါတယ်ဒီနာဟာလူသားများရဲ့အဖြစ်ဖြစ်တဲ့တည်ခြင်းကနေပြီးတော့လွတ်မြောက်ကယ်တင်ခြင်းပေးမဲ့သခင်ယေရှုခရစ်တော်ဝေဖွားကြွမြန်းလာတဲ့နာမည်ရာပြီးဖြစ်တယ်လို့အများကလက်ခံပြီးတော့သခင်ယေရှုမွေးနေ့အဖြစ်ကြိုးဆိုကျင်းပကြခြင်းဖြစ်ပါတယ်ငါခံဝင်လာကြတော့ငါဒီချမ်းသာပေးမည်ဆိုတဲ့ခေါင်းစဉ်အောက်မှာခြေပြုလာတဲ့ကျမ်းကရှင်ဘာတဲ့ပြည်ဝင်ကျမ်းအခန်းကြီး16အငယ်73ကနေ16ဖြစ်ပါတယ်ခဏတော့စက္ကန့်ဆိုကြောင်းလိုက်အောင်ကျေးဇူးမြတ်တော်ရှင်ဖခင်ပြင်ဆင်ပေးတော်နှုတ်ထွက်တော်အတွက်ကျေးဇူးတင်ပါတယ်ယနေ့ခရစ်မတ်နှုတ်ထွက်တော်ကိုဝင်ငါပေးတဲ့တာကျွန်တော်မျိုးပေါ်နိုင်တဲ့ဖခင်ခင်အသုံးပြုတော်မူပါကောင်းချီးပေးတော်မူပါဆန့်ကျင်တော်ဝင်တော်ရန်ကြဖို့တော်မူပါယနေ့ဒီနှုတ်ထွက်တော်ကိုကြားနာကြတဲ့တာတိကြီးတွေတယောက်စီကံရဲ့အသက်တာမှာလည်းဒီနေ့ကြားနာရတဲ့နှုတ်ထွက်တော်အပြင်အသက်တာမှာပြင်ဆင်တည်ဆောက်တာဖြစ်စေတော်မူပါအချိန်တိုင်းဒီမှာအသက်တာအသီးသီးနှုတ်ထွက်တော်ကိုတက်တော်တဲ့ကိုစက္ကန့်အနံအစပြုတဲ့အခါမှာသခင်ယေရှုခရစ်တော်၏နာမတော်အပြင်အနံအစပြုပါ၏ခါရပါတော်ဗျာအာမင်ငါတန်လို့နာကြတော့ငါဒီချမ်းသာခြင်းရဲ့သူတဲ့ခေါင်းစဉ်အောင်မှာရှင်ဘာတဲ့ခရစ်ဝင်ကျမ်းခန်းကြီး16အငယ်73ကနေ16ဖတ်မှတ်ပြီးတော့ဖတ်ကြားပေးမှာဖြစ်ပါတယ်ယေရှုသည်ဖိလိပ္ပုကဲသရိမြို့၏ခြေလက်သို့ကြွတော်မူသောအခါလူများတို့သည်လူသားဖြစ်တော်ငါ့ကိုအဘယ်သူဖြစ်သည်ဆိုကြသည်ဟုတပည့်တော်တို့ကိုမေးမြန်းတော်မူပြီးလူအချို့ကကိုတော်သည်ဗတ္တိတန်ဆရာယောဟန်ဖြစ်သည်သူရဲ့၎င်းအချို့ကအေလိယဖြစ်သည်သူရဲ့၎င်းအချို့ကယေရမိမှစ၏ပရောဖက်တစ်ပါးပါဖြစ်သည်သူရဲ့၎င်းဆိုကြပါ၏ဟုလျှောက်ကြတော့သင်တို့လည်းငါ့ကိုအဘယ်သူဖြစ်သည်ဆိုကြသည်ဟုမေးမြန်းတော်မူပြီးရှိမုန်ပေတရုကကိုတော်သည်ခရစ်တော်သည်ဟူသောအသက်ရှင်တော်မူသောဘုရားရှင်၏သားတော်ဖြစ်တော်မူသည်ဟုလျှောက်တယ်။သခင်ယေရှုကဂါလိလဲအိုင်ရဲ့မြောက်ဘက်25မိုင်လောက်ဝေးတဲ့ဖိလိပ္ပုကဲသရိမြို့ခြေတက်တွေမှာတက်နေပြီးတော့တရားဟောတော်မူတယ်။ဒီဖိလိပ္ပုကဲသရိကကျွန်တော်တို့တမန်တော်10မှာပါတဲ့ကိုယ်နေပြီးတက်မှုနေတဲ့ကဲသရိနဲ့မတူပါဘူး။ဒီကိုယ်နေပြီးတက်မှုနေတဲ့ကဲသရိမြို့ကကြတော့ရေထဲပင်လေဘက်ဆန်းဖြစ်ပါတယ်။ဒီဖိလိပ္ပုကဲသရိကတော့ဒီဂါလိလဲအိုင်ရဲ့မြောက်ဘက်25မိုင်ဝေးတဲ့မြို့ငယ်လေးဖြစ်ပါတယ်။အဲဒီမြို့မှာသခင်ယေရှုခရစ်တော်ကတဲ့နေပြီးတော့တရားဟောနေတဲ့အချိန်မှာပဲသူကသခင်ယေရှုခရစ်တော်ကတပည့်တော်တွေကိုရိတ်တယ်။တပည့်တော်တွေလူအများကလူသားဖြစ်တဲ့ငါ့ကိုသူကတော့ဘယ်လိုဖြစ်တယ်၊ဘဝဖြစ်တယ်စသဖြင့်ဘယ်လိုပြောကြတာကိုကြားတယ်ပေါ့။သခင်ယေရှုကတပည့်တော်တွေမေးတယ်။တပည့်တော်တွေကပြန်ပြေတယ်။ဆိုတော့လူချို့ကတော့ဘုရောကိုဗတ္တိတန်ဆရာယောဟန်လို့ပြောကြတယ်။အချို့ကတော့ဘုရောကိုအေလိယလို့ပြောကြတယ်။အချို့ကတော့ဘုရောကယေရမိဖြစ်မယ်ဆိုပြီးတော့ပြောတယ်။အချို့တွေကတော့သူကတော့ပရောဖက်တစ်ပါးပါဖြစ်ရမယ်ဆိုပြီးတော့ပြောဆိုတဲ့အမျိုးမျိုးကြားရပါတယ်လို့ပြန်ပြီးတော့သခင်ယေရှုကိုတပည့်တော်ပြန်လျှောက်ကြတယ်။အဲ့ဒါနဲ့သခင်ယေရှုကဒါဆိုရင်တဲ့တပည့်တော်တင်ဖို့တော့ငါ့ကိုဘယ်လိုဖြစ်တယ်လို့ထင်ရတယ်ဆိုပြီးတော့တပည့်တော်သခင်ယေရှုကမေးတယ်အဲ့ဒီခါမှာရှိမုန်ပေတရုကပြန်ပြေးတယ်ကိုတော်ဒီခရစ်တော်ဒီကိုတော့အသက်ရှင်တော်မူသောဘုရားသခင်ရဲ့သားတော်ဖြစ်တော်မူ၏ဟုပြန်လျှောက်တယ်ဒီနေရာမှာပေတရုပြောတာကကိုတော်ကခရစ်တော်ဒီကိုတော့ဘုရားသခင်ရဲ့သားတော်ဖြစ်တော်မူ၏ကိုသူကပြောတယ်ကိုတော်ကဘုရားသခင်ရဲ့သားတော်ဖြစ်နိုင်ပါလေဖြစ်မယ်လို့ထင်ပါလေဆိုတဲ့တို့တော့စကားမျိုးကိုမပြောဘဲနဲ့ကိုတော်ကဘုရားသခင်ရဲ့သားတော်ဖြစ်တော်မူတယ်ဆိုပြီးတော့ပြောတယ်
အဲ့ဒီခါမှာတခင်ယေရှုကပေတရုကိုပါပြောလိုက်ဆိုတော့ပေတရုတင်ပြီးမင်္ဂလာရှိတော်သူဖြစ်ပြီးတခင်ယေရှုသားတော်တို့ပေတရုကဝန်ခံယုံကြည်ပြောကြတဲ့တခင်ယေရှုကပေတရုတင်ပြီးမင်္ဂလာရှိတော်သူဖြစ်တယ်ဒီဟာကတဲ့အသွေးအသားအဖြစ်ပေါ်ပြတဲ့အကြောင်းအရာမဟုတ်ဘဲနဲ့ဘုရားသခင်အားဖြင့်ပေါ်ပြတဲ့အကြောင်းအရာဖြစ်တယ်ဒါကြောင့်ပေတရုကြောက်ဖြစ်တဲ့ပေတရုတင့်အပေါ်မှာဒီကြောက်ပေါ်မှာအသင်းတော်ကိုငါတည်ဆောက်မယ်လို့သခင်ယေရှုကပေတရုမိန့်တော်မူယနေ့သခင်ယေရှုတွေ့တော်ကိုဘုရားသခင်ရဲ့သားတော်ကယ်တင်ရှင်မေရှိယဖြစ်ကြောင်းခိုင်မာစွာလက်ခံယုံကြည်ဝန်ခံတော်သူတိုင်းအပေါ်မှာလည်းသခင်ယေရှုပေးတဲ့တင်ပြီးမင်္ဂလာရှိတော်သူဖြစ်တယ်ဆိုတဲ့ကောင်းကြီးပိတ်ပိတ်ရရှိကြမှာဖြစ်ပါတယ်။သခင်ယေရှုကပေတရုကိုမိန့်တော်မူပြီးတဲ့နောက်မှာသူကကောင်းကင်ကဆင်းကြွလာတဲ့မေရှိယဖြစ်ကြောင်းကယ်တင်ရှင်ဖြစ်ကြောင်းကိုဘယ်လိုလဲဆိုပြပြီးတဲ့နောက်မှာသူရဲ့အတိတ်ခံရခြင်းနဲ့ရှင်ပြန်ထမြောက်ခြင်းအကြောင်းကိုလည်းဆက်လက်ပြီးတော့ဒီကျမ်းပိုက်ထဲမှာပြသခဲ့တယ်ဆိုတာတွေ့ရတယ်။ဆက်ပြီးတော့သူကသခင်ယေရှုကတပည့်တော်နဲ့ပြောတယ်။ငါနောက်ကိုလိုက်ရင်ကိုယ့်ကိုယ်ရင်းပယ်ပြီးကိုယ်တော်ဝါကားတိုင်းကိုကိုယ်တိုင်ခံပြီးတော့နောက်တော်ကိုတစ္ဆာရှိစွာလိုက်ဖို့ရအတွက်သခင်ယေရှုကတပည့်တော်ကိုကုန်တင်ခဲ့ဒီလိုဆိုရင်ထပ်ပြီးတော့ပြောတယ်အဲ့လိုကိုယ်ကားတိုင်းကိုယ်ခံပြီးတော့တစ္ဆာရှိစွာလိုက်ရင်ဒီလိုဆိုရင်သင်တို့ဟာအသက်ကိုတွေ့နေတယ်သခင်ယေရှုကပြောတယ်ဒါဟာသခင်ယေရှုနဲ့တပည့်တော်တွေဖိလိပ္ပုကယ်တရီမြို့မှာအပြန်အလှန်ပြောဆိုမေးမြန်းကြတဲ့အကြောင်းအရာဖြစ်ပါတယ်။ Okay ဒါဆိုရင်ကျွန်တော်ဝင်ရခြင်းတဲ့အပိုင်းကိုပြန်သွားမှာဖြစ်တယ်။ရှင်မာသက်ခရစ်ဝင်ကျမ်းခန်းကြီး16အငယ်73နဲ့16ကိုကျွန်တော်တို့ဖတ်ပြီးပြီဖြစ်တယ်။ဒီကျမ်းပိုက်ကိုထပ်ပြီးတော့သင်ခြင်းကြည့်တယ်။ဒီကျမ်းပိုက်၄ပိုက်ထဲမှာသခင်ယေရှုခရစ်တော်ရဲ့နာမတော်အစုံအလင်ကိုတွေ့ရအောင်။ပထမကယေရှုနောက်တစ်ခုကလူသားနောက်တစ်ခုကကိုယ်တော်နောက်တစ်ခုကခရစ်တော်နောက်တစ်ခုကသားတော်ဆိုပြီးတော့အမည်နာမ၅မျိုးကိုဒီကျမ်းပိုက်၄ပိုက်ထဲမှာတွေ့ရပါတယ်။ဒါကြောင့်ဒီအမည်နာမတော်များကိုတစ်ခုချင်းအနည်းငယ်စီပေါ်ပြပေးမှာဖြစ်ပါတယ်။ပထမတစ်ခုယေရှုကြီးသက်တားယောက်ျားကိုဖွားမြင်တဲ့ဒီကိုသားဒီမိမိတို့ကိုအပြစ်မှကယ်ဆုံးခြင်းဖြစ်တော်ကြောင့်ယေရှုကိုတော့အမည်ဖြင့်နှဲ့ရမည်ကိုကောင်းကင်တယ်ဆိုတဲ့ဒီယေရှုဆိုတဲ့အတိတ်ပဲကကယ်တင်ရန်ဆိုတဲ့အတိတ်ပဲဖြစ်ပြီးသူကကယ်တင်ရှင်ဖြစ်ကြောင်းကိုဒီညွှန်းထားပါတယ်။နောက်တစ်ချက်ကခရစ်တော်ဓမ္မဟောင်းကျမ်းမှာယေရှိယဆိုတဲ့အမည်နာမကသမတိကျမ်းမှာခရစ်တော်ဆိုပြီးတော့တွေ့ရပါတယ်။ဒီခရစ်တော်ရဲ့အတိတ်ပဲကဘိသိက်ပေးခြင်းခံရသူဆိုတဲ့အတိတ်ပဲဖြစ်ပါတယ်။ကျွန်တော်ဓမ္မဟောင်းကျမ်းထဲမှာလည်းဘိသိက်ပေးခြင်းခံရသူအများကြီးတွေ့ရပရောဖက်တွေယေဘရဟိတ်တွေရှင်ဘုရင်တွေစသဖြင့်သူတို့ကိုစီအားဖြင့်လောင်းပြီးတော့ဘိသိက်ပေးခဲ့တာကိုတွေ့ရထိုနည်းတူပါပဲခရစ်တော်ဒီလည်းပရောဖက်အရာယေဘရဟိတ်အရာရှင်ဘုရင်အရာများ၌တန်ရှင်းသောဝိညာဉ်တော်အားဖြင့်ဘိသိက်ပေးခြင်းခံရသူဖြစ်ပါတယ်ဒါကြောင့်လည်းယေရှုကငါ့ကိုလူတွေကဘယ်လိုဖြစ်တယ်ဘယ်မှာဖြစ်တယ်လို့တပည့်တော်တွေကိုမေးတဲ့အခါမှာလူတွေကဘာပြောကြလဲဆိုကိုရောကယောဟန်ကိုရောကအေလိယကိုရောကယေရမိကောင်းဝင်ပရောဖက်ကဘာဘာဖြစ်တယ်လို့ဆိုကြတယ်ဖြစ်ပါတယ်။ဒါကခရစ်တော်နောက်တစ်ခုလူသားပဲ။ရားသခင်ရဲ့တပါးဒီတော်သားတော်ဒီလူသားတွေကိုခံယူပြီးတော့လူသားဖြစ်လာရမယ့်အကြောင်းပေါ်ကျူးထားတဲ့အမည်နာမဖြစ်ပါတယ်။ဒါရင်က73ထဲမှာလူသားဒီရောက်လာမယ့်အကြောင်းကိုနိုင်ငံတော်ကျယ်မဲ့အကြောင်းကိုပေါ်ပြထားတယ်လို့ပဲကျွန်တော်တို့သခင်ယေရှုခရစ်တော်ကိုယ်တိုင်ကလည်းနောက်ကာလမှာလည်းလူသားတွေဘုဒ္ဓရဲ့စီးပြီးတော့ကြွလာတယ်ဆိုတဲ့အကြောင်းကိုလည်းကိုယ်တိုင်ပေါ်ပြထားပါတယ်။ဒါကလူသားဖြစ်တယ်။နောက်ချက်ကသားတော်နဲ့ဘုရားသခင်ရဲ့သားတော်လို့ခေါ်တဲ့သမုတ်ချင်းကိုကျမ်းစာထဲမှာအတော်များများကျွန်တော်တို့တွေ့ရတယ်။အထူးသဖြင့်ဘုရားသခင်ရဲ့သားတော်ထင်ရှားကြောင်းကိုသခင်ယေရှုခရစ်တော်ဗတ္တိဇံမင်္ဂလာခံယူပြီးရေမှဖတ်လာတဲ့အခါကောင်းကင်ကကျွန်တော်တို့အားလုံးသိတယ်
သင်ကငါနှစ်သက်မြန်လို့ရငါဤချက်သားပြီဆိုတဲ့ကျမ်းပိုက်ကိုကျွန်တော်အားလုံးသိတယ်အတန်တော်ကယေရှုမှာဘုရားရှင်ရဲ့သားတော်ဖြစ်ကြောင်းကိုထင်ရှားစေတယ်ဒါပြင်ကျမ်းစာထဲမှာလည်းတပည့်တော်တွေကျက်မှုတွေနတ်ဆိုးတွေစသဖြင့်အမျိုးမျိုးကလည်းဘုရားရှင်ရဲ့သားတော်ဆိုပြီးတော့အမည်နာမအားဖြင့်ပေါ်ပြထားတာကိုလည်းတွေ့ရအောင်နောက်ဆုံးတစ်ချက်ကတိုးတော်တယ်တစ်ချက်ကိုရောအရှိတဲ့ဖြစ်ကြောင်းအသေးတော်ကိုပိုင်ဆိုင်တော်သူအော်ဆိုတော်သူသင်္စားပေါ်ဆိုကြတယ်ဒီတေလာအမျိုးကိုအုပ်စိုးသောတစ်ချိန်ကြီးတဲ့တင်တို့အထဲမှာပေါ်ထွန်းဖွားမြင်လာလိမ့်မယ်လို့ကျမ်းစာကဆိုပါတယ်။ဒါကြောင့်တပည့်တော်တွေအနာဆွဲတဲ့သူတွေတက်မှုတွေမျက်စိကန်းတဲ့သူတွေအခြားသူတွေအခင်ရှုကိုတော်တို့စသဖြင့်အခင်တို့စသဖြင့်ခေါ်ပေါ်ကြတယ်ဆိုတာဝေခံကြတယ်ဆိုတာလည်းကျွန်တော်တို့တွေ့ရပါတယ်။အပေါင်းကျမ်းခန်းကြီး3အငယ်30မှာအာရနဲ့ဧဝါတို့နှစ်ယောက်အပြစ်လုပ်ပြီးတော့ပုံနေတဲ့အချိန်သာရဘုရားသခင်ကရောက်လာပြီးတော့တင်ဒီအပေမှာရှိတယ်ဆိုပြီးတော့ခေါ်တယ်ဘုရားစကားနားမထောင်တဲ့အာရနဲ့ဧဝါပြန်ထူးကြကိုရောရဲ့အတန်ကိုကြားပါလေအဝိအချင်းချင်းရှိသောကြောင့်ကြောက်၍ပုံနေကြပါလေပြန်လျှောက်ကြဒီနေ့ယေရှုခရစ်တော်ဒီဟူသောကိုတော်သခင်ကလည်းကျွန်တော်တို့ကိုသူ့ထံလာဖို့သင်တို့ဒီအပေမှာရှိကြတဲ့နည်းလို့ခေါ်နေပါတယ်။ဒီနေ့အဖြစ်သားကျွန်တော်တို့ပုံနေကြတာစဉ်းစားဖို့ဖြစ်ပါတယ်။သုံးသပ်တွေးဆောင်လို့တဲ့မနက်ကကိုတော်ဒီတရားသခင်ရဲ့သားမှန်ရဲ့ဆိုတဲ့စကားနဲ့စတင်ပြီးတော့ရှင်းပြပါတယ်လူတယောက်မှာဆွဲနေတဲ့နတ်ဆိုးကလည်းကိုတော်ကကျွန်တော်တို့နဲ့ဘာဆိုင်လို့လဲဆိုင်မလားတဲ့ညင်းစေခြင်းကကိုတော်ကကျွန်တော်တို့ကိုညင်းစေခြင်းကကြွလာတာလားဆိုပြီးတော့စသဖြင့်ကိုတော်လို့ခေါ်တာကိုတွေ့ရနောက်တစ်ခါကျင့်ကြံတဲ့ဒီကိုငြိမ့်စေပြီးတဲ့နောက်အအောဝယ်မိတ်လက္ခဏာတွေကိုတွေ့တဲ့အခါမှာဒီသားတွေကနေပြီးတော့ခေါ်တယ်ကိုတော်ဒီဘုရားသခင်ရဲ့သာမှန်ပါတယ်လို့ဝန်ခံပြီးတော့ပြတ်ဝိကြတယ်။ဒါပေမဲ့လည်းတပည့်တော်စစ်တွေကတော့ကိုတော်သခင်ဒီပြည့်တော်ပြီးတော့အသက်ရှင်တော်မူသောဘုရားသခင်ရဲ့သားတော်ဖြစ်တယ်လို့ခိုင်မာယုံကြည်စွာဆိုကြပါတယ်။ဒါဆိုရင်ကျွန်တော်တို့ကတော့ကိုတော်သခင်ကိုဘယ်လိုစိတ်နှလုံးသားမျိုးနဲ့ခေါ်ပြီးတော့တိုးဝင်ချင်းကပ်ကြလဲ။စုံစမ်းတွေးဆောင်လို့လေမနဲ့လို့လားနှောက်ရှက်လို့လေနဲ့သိုးလို့လားအဝယ်တော်နမိတ်လက္ခဏာတွေကိုတွေ့တော်မှာဝန်ခံလို့လေနှိသားတယ်လို့လားဒါမှမဟုတ်ရင်သစ္စာရှိစွာနောက်တော်လိုက်တဲ့တပည့်တော်စစ်တွေလို့ယုံကြည်စွာပဲနောက်တော်တိုင်းမဲ့လူလားစသဖြင့်ကျွန်တော်တို့တွေစဉ်းစားဆင်ခြင်ကြဖို့ရဖြစ်ပါလေဒါမှမဟုတ်ရင်ကိုတော်ရဲ့ပေါ်တန်ကြားရဲ့သားနဲ့ပုံနေကြတဲ့သူတွေလားဆိုတာကိုလည်းကျွန်တော်တို့ပြန်လည်စဉ်းစားဖို့ဖြစ်ပါတယ်။ယေရှုခရစ်တော်ဒီဟူသောကိုတော်ကသူ့ထံကိုလာဖို့ခေါ်နေပါတယ်။လူတွေရဲ့အပြစ်ဒုစရိုက်တွေခြင်းတွေကရွေးနှုတ်ခဲ့ခြင်းကိုလူသားတိခံဝေးဖွာကြွဆင်းလာခဲ့ပြီးဖြစ်ပါတယ်။ကျွန်တော်တို့ကကိုတော်ထံကိုသွားဖို့ပဲဖြစ်ပါတယ်။ဒါဆိုရင်ကျွန်တော်တို့ပုံမနေကြပဲနဲ့သခင်ယေရှုခံသွားလို့ဖြစ်တယ်သခင်ယေရှုကလည်းခေါ်နေပါလေဘယ်လိုခေါ်လဲဆိုတော့ငါထံသို့ငါကြတော့ငါစီစံတာပေးပြီးခေါ်နေပါလေသို့တော်လည်းပဲယနေ့အချိန်အထိကိုတော်ထံကိုရောက်မလာသေးတဲ့သူတွေများစွာရှိပါလေကိုတော်ထံကိုရောက်မလာနိုင်သေးတဲ့သူတွေကဘယ်သူတွေလဲဆက်ပြီးတော့ကျွန်တော်တို့တွေသင်ရင်ကြရအောင်ကိုတော်ထံကိုရောက်မလာတဲ့သူ၄မျိုးရှိပါတယ်။နံပါတ်1ကြောက်ဆုံးနေသောအပြစ်သားများဖြစ်ပါတယ်။ယော3:36မှာသားတော်ကိုယုံကြည်သောသူသည်ထာဝရအသက်ကိုရ၏သားတော်ကိုပယ်သောသူကအသက်ကိုမတွေ့ရ
ထိုသူ၏အပေါ်၌ဘုရားခင်ရဲ့အမျက်တော်တည်နေတယ်လို့ဆိုပါတယ်ဒီလိုအပြစ်သားမှာသာတိတဘောအသွေးအသားရဲ့အပြစ်ဒုစရိုက်ခဲမှာပဲတည်ပေါ်နေပြီးတဲ့နောက်သားတော်ကိုလက်မခံရင်းပယ်သောသူတွေကကြောက်ဆုံးနေသောအပြစ်သားတွေဖြစ်ပါတယ်သားတော်ကိုယုံကြည်သောသူသည်သာရအသက်ကိုရ၏သေခြင်းမှအသက်ရှင်ခြင်းတို့ကူးမြောက်သောသူဖြစ်၏ဒါကြောင့်အပြစ်မှနောင်တမရမပြောင်းလဲသောသူတွေဟာကြောက်ဆုံးနေသောအပြစ်သားများဖြစ်ပါတယ်ဒါကပထမအချက်ဖြစ်တယ်ဒုတိယအချက်ဒုတိယကြောက်ဆုံးနေတဲ့လူတွေကဘယ်လိုတွေလဲဆိုတော့သခင်ခံကိုသွားဖို့အလိုမရှိကြတဲ့သူတွေဖြစ်ပါတယ်သင်တို့ဒီအသက်ကိုရအောင်ငါဆံလို့နာခြင်းကအလိုမရှိကြရတယ်ယောဂါဒီတခိခံလာဖို့အလိုမရှိကြတဲ့လူတွေကအခင်ယေရှုကိုမသိလို့လည်းမဟုတ်ဘူးသိတယ်မလာနိုင်လို့လည်းမဟုတ်ဘူးသူတို့လာနိုင်တယ်ဘယ်လိုလာရမလဲဆိုတာကိုလည်းမသိလို့မဟုတ်ဘူးသူတို့လာရမယ့်လမ်းကိုသိတယ်သို့တော်လည်းသူတို့ကိုယ်တိုင်ရဲ့စိတ်ဆန္ဒကိုတည်းကတခိခံလာဖို့အလိုမရှိကြလို့ဖြစ်တယ်အချို့သောသူတွေကတော့တခင်ခံကိုလာပါတယ်ဒါပေမဲ့လည်းသူတို့ရဲ့စိတ်နှလုံးသားကတော့တခင်ခံမှာမရှိဘူးလူကတခင်ရှိမှရှိနေပေမဲ့လည်းစိတ်ကတော့လူမှုရေးစီးပွားရေးကျန်းမာရေးဒါမှမဟုတ်စာတိတဘောရှင်တန်ရေးအပြောအပန်းသမီးစားအရေးစသဖြင့်စိတ်နှလုံးသားကဒီအရေးအရာတွေနဲ့အဝေးကိုရောက်နေကြတယ်ကြောက်ဆုံးနေကြတယ်သူတို့စကားကိုရှိပါတယ်တင်ဤစံနာကိုတင်တာခြင်းပိုင်ဆိုင်ရေးဆိုတဲ့သူတို့စကားဖြစ်တယ်ကျွန်တော်တို့ရဲ့အတွင်းစိတ်နှလုံးသားစံနာကအရေးကြီးပါတယ်အတွင်းစိတ်နှလုံးသားကတစ်ခင့်ခံမှာပန်ကန်မှုလိုပါတယ်မှန်ကန်မှုမှန်မှန်ရင်တစ်ခင်ကပြောနေတင်တို့ဒီငါထံလို့နာခြင်းကအလိုမရှိကြလို့တစ်ခင်ကကျွန်တော်တို့ကိုပြောမှပြည့်အဲဒါကျွန်တော်တို့ရဲ့အရေးစိတ်လုံးသားတွေတစ်ခင်နဲ့တိုးဝင်ရှင်းကပ်တဲ့အခါမှာမှန်ကန်မှုလိုပါတယ်ကျွန်တော်တို့ရဲ့စိတ်လုံးသားဆန္ဒတွေကတစ်ခင်ခံပါကမပြောက်ဆုံးအောင်ဆင်ခြင်ကြဖို့ဖြစ်ပါတယ်ဒါကြောင့်တစ်ခင်ခံသွားဖို့အလိုမရှိကြတဲ့သူများမှာလည်းကြောက်ဆုံးနေသောသူတွေဖြစ်ပါတယ်ဒါကနံပါတ်1ကြောက်ဆုံးနေသောသူတွေဖြစ်တယ်နံပါတ်3မောင်မိုက်ကိုသာပြည့်တဲ့တော်သူများကလည်းကြောက်ဆုံးနေသောသူတွေဖြစ်ပါတယ်။ယော39:20မှာအလေးဒီလောကသို့ဝင်၍လူတို့သည်မကောင်းသောအကျင့်ကိုကျင့်သောကြောင့်အလေးချက်မှောင်မိုက်ကိုတာ၍နှစ်သက်ကြ၏။စိုးရုံသောအကျင့်ကိုကျင့်သောသူအပေါင်းတို့သည်အလင်းကိုမြင်ပြီး၍မိမိတို့အကျင့်၌အပြစ်ပါသည်ကိုမထင်ရှားစေခြင်းကအလင်းတို့မချင်းကကြ။မောင်မိုက်ကိုသာနှစ်သက်ပြီးမောင်မိုက်ရဲ့စိုးရုပ်တဲ့အဖြစ်များကိုပေါ်ထုတ်ရှုံချခြင်းကိုခံရမှာစိုးရုပ်တဲ့အတွက်အလင်းဖြစ်တဲ့သခင်ယေရှုထံကိုမလာရောက်လို့ကြတဲ့သူတွေဟာလည်းကြောက်ဆုံးနေသောသူတွေဖြစ်ပါတယ်။ငါကအမှားလုပ်ခဲ့တယ်။ခမမို့ငါကအမှားတွေကိုအခုလည်းပဲဆက်ပြီးတော့လုပ်နေသေးတယ်ဒါကြောင့်ငါသခင်ယေရှုခရစ်တော်ထံကိုသွားဖို့အသက်မဖြစ်သေးဘူးလို့စိတ်ကြည်ပြီးကောင်းပေးပါလေလူကလေအဖြစ်သူတယ်မှာသခင်ယေရှုထံကိုလာမယ်ဆိုရင်သွားမယ်ဆိုရင်ဘယ်တော့မှဘယ်သူမှသခင်ယေရှုထံကိုရောက်မှာမဟုတ်ပါဘူးသို့တော်လည်းပဲမောင်မိုက်ကိုနှစ်သက်တော်သူတွေအခုသိထားရမှာကကယ်တင်ရှင်ဘုရားကအပြစ်သားတွေကိုအရှိအတိုင်းလက်ခံတဲ့ဘုရားဟောနေတဲ့ဘုရားဖြစ်ပါတယ်။ဒါကိုသိထားဖို့ပါ။ကျွန်တော်တို့အပြစ်တွေရှိတယ်အပြစ်တွေကိုအရှိအတိုင်းသခင်ထံကိုတိုးဝင်သင်ခဲ့ကြဖို့ဖြစ်ပါတယ်။သူ့ရဲ့မောင်မိုက်သဘောကတော့ထက်သိမ်းသောအရာတွေထက်ဆင်းနေတယ်။အလုံးအင်မတန်မှပဲဂျိုရင်းတဲ့သဘောရှိတယ်တဲ့ကိုယ့်ရဲ့စိုးညစ်တဲ့စိတ်သဘောကိုတဲ့ကိုယ်တိုင်ကြောင့်မှအကုန်အစင်မသိနိုင်ဘူးတဲ့
ကျမ်းစာကပေါ်တာဒါပေမဲ့လည်းကျွန်တော်တို့လူတွေရဲ့စိတ်နှလုံးသားကိုကျွန်တော်တို့ကိုကယ်တင်တဲ့သခင်ကဥမချင်းထားမကြအကုန်အစင်သိရင်လည်းဘုရားဖြစ်အဖြစ်ကိုလူကဆွဲကိုင်းပြီးတော့အလင်းကိုမုန်းနေအရွေရောတတိထံကိုကျွန်တော်တို့ရောက်မှာမဟုတ်ပါဘူးဒါကြောင့်မောင်မိုက်ခင်းကနေအလင်းလေးကိုအရှိအတိုင်းကျွန်တော်တို့တွေကျိုးဝင်ချင်းကပ်ကြဖို့ရန်ဖြစ်ပါတယ်ဒါကနံပါတ်3ချက်နံပါတ်4ချက်နောက်ဆုံးတစ်ချက်ကတော့နောက်ဆုံးကြောက်ဆုံးနေတဲ့လူတွေကတော့ဘယ်သူတွေလဲဆိုတော့ခမဲတော်ဘုရားသခင်ရဲ့အလိုတော်ကိုမဆောင်တော့သူတွေဖြစ်တယ်အဲ့လိုလူတွေကဘယ်လိုလူတွေလဲဆိုတော့ကိုယ့်ရဲ့ကောင်းမှုကုသိုလ်တွေဝိနည်းတွေသိညက်တရားတွေထုံးနှံစင်တာတွေစသဖြင့်ဒါတွေကိုလမ်းလျှောက်လိုက်နာခြင်းအပြင်ကယ်တင်ခြင်းရမယ်လို့မှားယွင်းစွာယုံကြည်နေလူများကိုပြောခြင်းဖြစ်ပါတယ်အဲ့ဒီလိုလူတွေကိုဘာသာတရားကမ်းရှင်းသူများလို့လည်းခေါ်ပါတယ်လောကမှာဘာသာတရားကမ်းရှင်းသူအများရှိပါတယ်ဒါကြောင့်လည်းသခင်ယေရှုကပြောတယ်ဘယ်လိုပြောလဲဆိုတော့သခင်မှုငါ့ကိုလျှောက်တော်သူတိုင်းကောင်းကင်နိုင်ငံတော်သို့ဝင်ရနိုင်မှာမဟုတ်ကောင်းကင်ဘုံ၌ရှိတော်မူသောငါခမဲတော်ရဲ့အတူကိုဆောင်တော်သူတိုင်းဝင်ရနိုင်မယ်လို့ရှင်မသက်ခရစ်ရဲ့ခန်းကြီး9အငယ်27မှာမိန့်တော်မူပါတယ်အဲ့ဒါမျိုးသခင်ယေရှုကမိန့်တော်မူတဲ့အခါမှာကျွန်တော်တို့အများဖြစ်တဲ့အဖြစ်သားတွေကကျွန်တော်တို့ကဒေါရကတက်ကြပါတယ်ဘယ်လိုတက်လဲဆိုတော့သခင်တဲ့ကျွန်တော်တို့ကတဲ့ကိုရောရဲ့အခွင့်နဲ့သုံးမဩဝါဒပေးပါပြီကိုရောရဲ့အခွင့်နဲ့နတ်ဆိုးတို့ကိုနှင်ထုတ်ပါပြီကိုရောအခွင့်နဲ့များစွာသောတကူတို့ကိုပြပါပြီစသဖြင့်အများသောသူတွေကပြောလာခဲ့ရင်လေသင်ကြီးပေးလာခဲ့ရင်လေတတိယခုကပြောတယ်ငါပြောမယ်အဲ့လိုသူတွေပြောလာခဲ့ရင်သင်တို့ကငါအမြင်မသိတတိယခုကပြောမယ်သင်တို့ကငါအမြင်မသိအဓမ္မအမှုကိုပြုတော်သူတို့ငါထံကဖယ်ကြဘူးအတိအလင်းငါပြောမယ်လို့တတိယခုကမိန့်တော်တယ်ဒါကြောင့်ခမဲတော်ရဲ့အလိုတော်ကိုစောင့်ပြီးတော့သခင်ကံကိုတိုးဝင်ချင်းကပ်တဲ့အခါမှာသခင်ကတည်ပြီးပင်္ဂလာရှိတော်သူဖြစ်တယ်သိသိပေးခြင်းကိုကျွန်တော်ရရှိမှာဖြစ်ပါတယ်။သို့တော်လည်းကျွန်တော်တို့ရဲ့စိတ်နှလုံးသားမှန်ကန်ခြင်းမရှိဘဲနဲ့လုပ်ရင်တော့လုပ်သမျှတိုင်းကအကျိုးမရှိဖြစ်တတ်တယ်။ဒါကခမဲတော်ဘုရားသခင်ရဲ့အလိုတော်ကိုစန့်ကျင်ခြင်းလည်းဖြစ်ပါတယ်။ဒီလိုလူတွေဟာလည်းသခင်ယေရှုထံကနေပြီးတော့ကြောက်ဆုံးနေသောသူတွေဖြစ်ပါတယ်ဒီဘုံကျုံအနေနဲ့လူအများကပြောတယ်လို့ကိုတော်ကယောဟန်အေဇိယယေရမိပရောဖက်တစ်ပါးပါစသဖြင့်မပြောကြပဲနဲ့ရှင်ပေတရုပြောတယ်လို့ကိုတော်ကခရစ်တော်ဒီသူတော်အသက်ရှင်တော်မူသောဘုရားသခင်ရဲ့သားတော်ဖြစ်တာမှန်ပါတယ်လို့ဝန်ခံယုံကြည်ရဲ့ကျွန်တော်တို့ယနေ့ဒီလာထဲမှာဝေးဖွာလာတယ်လို့ယူဆကြတဲ့ဒီရဲ့ဖြစ်တော်ထံကိုနာတောက်ရန်ဖြစ်ပါတယ်။အဲ့ဒီလိုလာတဲ့အခါမှာလည်းသခင်ယေရှုကသင်တို့ဒီအသက်ကိုရအောင်ငါထံသို့လာခြင်းကအလိုမရှိကြလို့မပြောစေပဲနဲ့အလိုရှိသောသူသည်အသက်ရည်ကိုအခိုးမပေးဘဲယူပါသည်ဆိုတဲ့အရာကိုကျွန်တော်တို့တတိတော်ကိုကျွန်တော်တို့ခံစားရရှိမှာဖြစ်ပါတယ်။ဒါကြောင့်အပြစ်သားကြောက်ဆုံးနေသောသူတွေအတွက်ဝမ်းမြောက်စရာတည်စကားတတိစကားကအသက်ဆန်းရည်ကိုအလိုရှိသောသူသည်အသက်ရည်ကိုအဖို့မပေးဘဲယူပါသည်ဆိုတဲ့တတိတော်ကိုယုံကြည်တဲ့သခင်ယေရှုထံကိုနာကြဖို့ရန်ဖြစ်ပါတယ်။သခင်ယေရှုခရစ်တော်ထံမှာရောက်အောင်ကျွန်တော်တို့ရဲ့အသက်တာမှာတားဆီးနေတဲ့အရာတွေရှိပါတယ်။လူတိုင်းမှာဒီအရာတွေရှိပါတယ်။ဘာတွေလဲကျွန်တော်တို့စဉ်းစားကြဖို့ဖြစ်တယ်။ပိတ်ဆို့နေတဲ့အရာတွေလည်းရှိပါတယ်။ကျွန်တော်တို့မမြင်နိုင်မကြားနိုင်ဖြစ်စေတဲ့မှောင်မိုက်တွေလည်းကျွန်တော်တို့ရဲ့အသက်တာထဲမှာကြုံတွေ့ရတတ်ပါတယ်။ကျွန်တော်တို့အသက်တာထဲမှာဘာတွေရှိနေတယ်။ဒါတွေကိုဒီနေ့သိရှိသင်ကြားကြပြီးတော့ကယ်တင်ရှင်သခင်ယေရှုခရစ်တော်ထံမှာကိုတိုးဝင်လာရောက်ကြဖို့ရန်ဖြစ်ပါတယ်။သားတော်ကိုယုံကြည်တော်သူသည်ထာဝရအသက်ကိုရ၏။ထိုသားတော်သည်ယုစာတိကံဝေဖွာလာခဲ့ပြီးဖြစ်ပါတယ်။ဒါကြောင့်ယနေ့သခင်ယေရှုခရစ်တော်ရဲ့
မွေးနေ့ပွဲကိုကျင်းပခြင်းနဲ့ဖြစ်ပါတယ်ဒီခရစ်စမတ်မှာကယ်တင်ရှင်သခင်ခရစ်တော်ထံကိုရောက်မလာဘဲကြောက်ဆုံးနေသောသူများမဖြစ်စေဘူးဒီကနေ့နှုတ်ထွက်တော်အားဖြင့်တိုက်တွန်းခွန်အားပေးရင်ဒီကုန်းထုတ်ပါတယ်သခင်ယေရှုကလည်းပြောပါတယ်ငါထံကိုလာကြတော့ငါသည်ချမ်းသာပေးမည်လို့မိန့်တော်မူပါတယ်ဒီနေ့နှုတ်ထွက်တော်ကြားနာသူတာမီတယောက်စီတိုင်းတို့သည်လည်းခရစ်တော်ထံကကြောက်ဆုံးနေသောသူများမဖြစ်စေဘဲထံတော်ဘာမှအစဉ်သစ္စာရှိစွာနောက်တော်လိုက်ကပ်ပြီးတော့ဒီနေ့ခရစ်မတ်ရဲ့နေသက်ခြင်းနေချမ်းခြင်းဝမ်းမြောက်ခြင်းတွေအစဉ်အသာရရှိသောသူတွေဖြစ်စေဖို့ရတဲ့တောင်းချပေးပါလေနောက်ထပ်ဘုရားကဒီချမ်းသာမှုတွေဆိုရဲကောင်းခြင်းနဲ့နှုတ်ဆက်တဲ့ဘာလို့လဲဆိုတော့ဒီလိုမျိုးပါတယ်အခုချိန်မှာတော့ကျွန်တော်ကွန်ပျူတာအခြေဖြစ်ပါမယ်ကွန်ပျူတာကိုတော့ကျွန်တော်တို့ဒီလိုမျိုးဆောင်ပြီးတော့ဆောင်ရွက်နေပါတယ်ကျွန်တော်တို့ဒီခေါင်းလေးကပြရတဲ့ဒီလိုဒီလိုလေးရဲ့ကြားဖြည့်ပြီးတော့ရှင်းအောင်ပါလေဒီလိုကတော့ကျွန်တော်တို့ကြားပြနေတယ်ဒီလိုဖြစ်ပါတယ်ဒီနေ့ကျွန်တော်တို့ကကြားရတယ်ကိုဒီလက်ဆောင်ပေးနေရတယ်ကျွန်တော်ရဲ့မွေးနေ့တွေကတော့ကျွန်တော်ရှိရဲဒီလိုစားဖြစ်တဲ့ဥမာတဲ့နေလို့မှာဒီတဲ့ဆောင်ပေးနေရတယ်ခေါ်ပြပါတယ်ဘာမှမလဲဘာလို့ဒီကကျွန်တော်ရဲ့ကွန်ပျူတာဆောင်လက်ခံပြီးနေရတယ်။ဘာလို့မှလည်းကွန်ပျူတာကိုသိတဲ့ဒါကလည်းဘုရားရဲ့ဒီမှာကျွန်တော်ကွန်ပျူတာဆောင်လက်ခံပြီးနေရတယ်ခေါ်ပြပါတယ်။အဲဒီတော့ကျွန်တော်ဘောလုံးမအသိနဲ့ဒီဥစ္စာဖြစ်တဲ့ဒါကတော့အတေးမှာကျွန်တော်ရဲ့ကွန်ပျူတာဆောင်ကိုလက်ခံပြီးနေရတယ်ခေါ်ပြပါတယ်။အဲဒီမှာမိုးပြီးမှအသိတော်ရဲ့တစ်ဖက်သေးအောင်ပြန်လာဖြစ်တဲ့ပြန်မတော်ကိုရှင်မှာကျွန်တော်ရဲ့လက်တာလက်ဆောင်ကိုလက်ခံပြီးနေရတယ်ခေါ်ပြပါတယ်။အဲဒီမှာဘုံမျိုးမှာဓမ္မဘုရောဆောင်ဖြစ်တဲ့စာသုံးလေးဝါမှာဒီကရဆောင်လက်ခံပြီးနေရတယ်ပူဇော်ရှိပူဇော်ပြီးရပါတယ်အဲဒီမှာဒီလိုမျိုးဒီကောင်းတာရတယ်တာဝန်ခံတယ်ဆရာဦးကြီးရဲ့တိုင်းမှာကျွန်တော်ရဲ့ဆုံးဖြတ်လက်ဆောင်ကိုလက်ခံပြီးမှုရတယ်ခေါ်ပြပါတယ်။အဲဒီမှာဘုရားရှင်ရဲ့ဒီမှာတာဝန်ခံတဲ့ဆရာမသမားကြီးမှာကွန်ပျူတာဆောင်လက်ခံပြီးမှုရတယ်ခေါ်ပြပါတယ်။ဘုရားရှင်ရဲ့ဒီရဲ့တစ်ဖက်တောင်းလို့ဖြစ်တဲ့ဆရာကျင်းဆက်ခြင်းနာမိသားစုဆောင်လက်ခံပြီးမှုရတယ်ခေါ်ပြပါတယ်။အဲဒီမှာမိသားစုဆောင်လက်ခံပြီးမှုရတယ်ကျွန်တော်တို့ကဆရာဖြစ်တဲ့ဆရာ
စလိုက်လာမျိုးခံတာကျွန်တော်ရဲ့ပုံမျိုးလက်ဆောင်ကိုလက်ခံပြီးကိုယ်လည်းခေါ်ပေးပါတယ် အဲ့ဒါကြောင့်လည်းကျွန်တော်ဆရာတန်းထုတ်အောင်အမှန်တည်းဆရာတန်းထုတ်အောင်ဒီကလည်းထားရထားပြီးရတဲ့ခေါင်းပါလေ